ပု္ပ္ပာဆန်တော်လူကြီးမင်းအပိုင်3အသေးရလွန်းလို့ကျွန်တော်ရှိမှကိုယူကာယာနဲ့ပြာရခတ်နေတဲ့သူ့ကိုဆွဲဖက်ပြီးလေတိုင်းကိုနမ်းလိုက်ပါတယ်။ပါဇက်နဲ့ဆွဲဆုံနှမ်းပြီးထိုကားတစ်ဆင့်ပါးပြင်းတဲ့နှက်ခမ်းနေရာတွေအစုံကိုအနံမိုးချွေပေးလိုက်ပါတယ်။တော်ယုံလူဆိုကျွန်တော်အနံကြောင့်ပျော့ခွေသွားနိုင်ပေမဲ့သူကကျွန်တော်လေပင်ကိုရုပ်ချီဖြစ်ညစ်ပြီးလက်သီးနဲ့ပါးကိုတစ်ချက်ထိုးလိုက်ပါတယ်။တစ်ချက်ပြီးတစ်ချက်ဘယ်နှချက်ဆိုတာတောင်ကျွန်တော်မရေတွက်မိပါကျွန်တော်ဘာမှလည်းပြန်မလုပ်ပါဒေါသကြောင့်တုံရီနေတဲ့သူ့ကိုပဲချစ်မြတ်လို့စွာကြည်မိပါတယ်ကျွန်တော်ကိုစိတ်ကြိုက်ထိုးပြီးတော့နန်းရံကိုမိပြီးသူငိုပါတယ်သူ့ကိုခွင့်လွှတ်ဖို့လည်းတောင်းပန်ပါတယ်သူအားရပါရငိုနေတာကိုကျွန်တော်လည်းကြက်တီးတီးပြီးကြည်နေမိတယ်ဘာလို့ဘာကန်ရမှန်းမသိအောင်ကိုဖြစ်သွားမိပါတယ်နဖူးကွဲတန်ရာတနေရာတဲကိုဆင့်ထိုးခံရတဲ့ပါးပြင်ကတန်ရာတွေကိုခဏတာမိသွားလောက်တဲ့အထီကိုကြောင်ကြည့်နေမိတာပါဒီလောက်ထိဦးလိုက်တဲလိုက်ငိုနေတဲ့ယောက်ျားတစ်ယောက်ကိုဟိုအရင်တစ်ချိန်တစ်ခါမှမတွေ့ခဲ့ဘူးပါနှစ်ဖူးကထွက်တဲ့သွေးကြောင့်ခေါင်းမူပြီးနန်းရံကိုလက်ထောက်မိလိုက်မှသူ့လဲအလန့်တကြားဖြစ်ပြီးကျွန်တော်ကိုဆွဲပွေပါတယ်ပလက်ကလေးထိုင်မော်ကိုထိုင်ခိုင်းပြီးမိဖို့တွေကိုဝင်သွားပါတယ်ရင်နွေးတစ်စလုံးနဲ့ပဝါပါတစ်ထည်ယူလာပြီးအနာကသွေးကိုအသားအရာပုတ်စေပေးပါတယ်ပြီးတော့တခါစာအုပ်စင်ပေါ်ကချင်းတစ်ခုကိုလမ်းယူပြီးချင်းတွေကအရက်ပြန်ကိုဂွန်းစားဖြူဖြူနဲ့ဆွတ်ယူပြီးအနာဘော်ကိုအသားအရာပွက်လိမ့်ပေးပြန်ပါသေးတယ်ဖះဆုပါစေဗျာကျွန်တော်ဖြင့်အရက်ပြန်ကြောင့်အနာကဆက်တဲ့ဝေဒနာကိုလုံးဝမခံစားမိဘူးဆိုရင်ထိတ်လန့်နေတဲ့သူ့မျက်နှာကိုတနာကြီးကြီးနဲ့ကြည်နေမိပါတော့တယ်ရင်ထဲမှာလည်းတစ်ကြိမ်မှမဖြစ်ဘူးတဲ့ feeling မျိုးကိုတစ်ဆက်တည်းခံစားလိုက်ရပါတော့တယ်တိတ်ဆက်နေလားယင်စေခံသွားပြခြင်းလားအကောင်းရောမှုနေသေးလားအရန်မှုတယ်ဆိုလို့ရှိရင်အိယာပေါ်တက်လေတိုင်းနော်ငါတောင်းမှပါတယ်တကယ်တောင်းမှပါတယ်ကွာဟောသူငိုပြန်ပြီတကယ်မျက်ရည်လွယ်တဲ့လူကြီးပဲသူ့လက်တွေကတုံနေပါတယ်ကြောက်နေတာများလားလက်ဖြူဖြူမှာအနီရောင်ရောင်ရမ်းမှုတွေနဲ့အခုခွန်းလို့ပါကွာနော်အခုခွန်းလို့ပါအခုတတိလွတ်သွားတယ်တကယ်ကိုမရည်ရွယ်ပါဘူးဒါမျိုးဘသူ့မှလည်းမထိုးခဲ့ဘူးအခုကအထိုးခံရတာလားကျွန်တော်အထိုးခံရတာလားဘာလို့ငိုနေရတော့နောင်တရလို့ပေါ့ဟာငါထိုးတော့ဘယ်သိမလဲတွေ့တယ်မလားခမ ्या ကိုနောင်တရစီမယ်လို့ကြုတ်ပြောခဲ့တာပဲဒီငါလူလေးစစရာမဟုတ်ဘူးဟာဒါထစေကန်သွားမယ်မဟုတ်ရင်ကရင်ပေါ်မှာတက်လဲနေဘာလို့ကရင်ပေါ်ကိုပဲအတင်းတက်ခိုင်းနေတာလဲဘာလဲခမ ्या ကျွန်တော်ဟိုဟာလုပ်ဖို့တော့မဟုတ်ပါဘူးနော်ဟဲ့အောင်ဒီချင်းကြီးကစစရာမဟုတ်ဘူးနော်ဆဲလဲဆဲဆေးဝါးကြီးများလဲအနာပေါ်ထည့်ပေးပါတယ်ချက်လိုက်တာဗျာတနေ့ကျရင်ခမားကြီးရဲ့ပု္ပ္ပာတွေကိုအဖြေရှာရပါအောင်မယ်ဘာကြောင့်များတယောက်ထဲနေရတာလဲဘာကြောင့်များခံစားချက်တွေကိုမဖွင့်ဟနိုင်ရတာလဲဘာကြောင့်များဒီလောက်လျှို့ဝှက်ချက်တွေများနေရတာလဲထိုနေ့ကကျွန်တော်ည9နာရီမှအိမ်ပြန်ရောက်ပါတယ်နောက်နေ့ကျမှဆိုင်ကယ်လာယူတော့မယ်ဆိုပြီးသူ့လိုက်ပို့ပေးတာပါနောက်နေ့လည်းလာခဲ့လို့ပြောလိုက်ပါတော့လားလူကြီးဟာအိမ်မှာကကိုအခန်းထဲကိုတီးချနေကြတာဆိုတော့မိသားစုဝင်တယောက်ကမှကျွန်တော်မျက်နှာကိုမမြင်လိုက်ရပါမနဲ့ကြရင်တော့လိန်လို့ရမယ်မထင်ဘူးနှစ်ဖူးကွဲတာကနည်းနည်းပါဖောင်းတာကများများဆရာသမားလက်တံကတဲပြောင်းတာကိုဗျာမိုးလင်းရင်ပိုနာလိမ့်မယ်လို့ပြောပြီးသူပြန်သွားပါတယ်ယူနာကြီးအနေနဲ့အနမ်းတစ်ပွင့်တော့တောင်းလို့မရပါဘူးကျွန်တော်ကလည်းစွမတောင်းရပါဘူးလောလောလတ်လတ်ခံထားရတာကိုအနာကမိုးလင်းရင်ပိုနာလိမ့်မယ်လို့သူပြောခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသိပြီးသားပါဒါပေမဲ့မိုးလင်းတော့ပါဇက်တော်မဟာနိုင်ဘူးနာကျက်ကတော့ကန်းကုန်ပဲကျောင်းတော်ကတငယ်ချင်းတွေနဲ့မိုးလင်းပေါက်ပီတီပြီးရိုက်ပွဲကျင်းပခဲ့တော့ကတောင်ဒီလိုမျိုးမနာဘူးအချစ်မှလည်းရော်ကြီးနေပါလားအမေကတော့ညတုန်းကခြံဝမှာကိုဝန်တိန်ဝမ်းကိုမြင်လိုက်တဲ့မင်းတို့ရင်ပြဿနာဖြစ်နေကြတာလားတဲ့ဘာပြဿနာမှမရှိကြောင်းဆိုင်ကယ်လဲကြလို့ပါတချံပွန်းသွားကြောင်းစေကန်လဲပြပြီးဖြစ်ကြောင်းလိန်ပြောလိုက်ရပါသေးတယ်အလုံနားလိုက်ဆိုလို့ကျွန်တော်လည်းအလုံမသွားလိုက်တော့ပါဦးငယ်ကတခါဟိုမေးဒီမေးလို့ရင်အမှန်တိုင်းဖြေမိသွားမှလဲတေးကြနေလို့ဖြစ်ပါတယ်ဘယ်ကိစ္စမှဦးငယ်ကိုမရှက်ခဲ့ပေမဲ့ဒီကိစ္စကိုတော့ရှက်မိတယ်ကျွန်တော်ရာဇဝင်မှာအထိုးခံခဲ့ရတာကရှားတယ်လေအလုံမသွားတဲ့နေ့မှာပဲကိုဝန်တိန်ဝမ်းကပွဲရုံကိုရောက်လာတဲ့ဆိုင်ကယ်လာပို့တာဆိုပဲကျွန်တော်အเจ้าကိုလည်းမေးမသွားဘူးတဲ့ကြားရတဲ့တင်ကယဉ်နှင်းစရာတော်တော်နေနိုင်တဲ့လူပဲအသေးမာလေလို့ဆွဆွဲရအောင်ကလည်း
သူရှိုက်ကြီးတဲ့ငယ်ငိုနေတာကိုမနေ့ကမြင်ပြီးပြီလေနေနေအောင်ဖို့ကိုဝမ်းရဲ့နောက်နေ့ရက်နားပြီးမှပွဲရုံကိုတွားလိုက်ပါတယ်အရာအလုံးကပုံမှန်ပဲဦးငယ်တောင်ဘာမှမမေးဘူးအနည်းဆုံးဘာဖြစ်လဲတက်တာလားတော့မေးတဲ့နေမဟုတ်ဘူးလားအခုလောက်ဆိုအမေပြောပြပြီးရောပေါ့ငါတို့ဦးငယ်တစ်ခုပြောအောင်မယ်ကိုဝန်တဝမ်းမကြိုက်တာတွေကိုနောက်မလုပ်ပါနဲ့ကွာသူ့မှာဝမ်းနေစရာတွေရှိလိမ့်မယ်လို့ဦးငယ်ထင်တယ်ဦးငယ်သိပြီလားတားတို့ကိစ္စကိုဘလို့သိရလဲကိုဝန်တဝမ်းမနေ့ကလည်းလာသေးတယ်ဦးငယ်ကိုအကုန်ပြောပြခဲ့ပါတယ်အကုတ်တူလေးကိုနောက်ဆုံးနေပေးဖို့လဲတားပေးပါတဲ့ဒါမျိုးကိစ္စတွေကလက်တဲ့ဆန်းစရာမဟုတ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးမရှိဘူးတဲ့ပြီးတော့ဘာဖြစ်လဲဦးငယ်တက်ပြင်းတစ်ချက်ချလိုက်တာကိုမြင်ပါတယ်ဦးငယ်တက်ပြင်းချတာကိုအရင်ကမြင်တွေ့ခဲ့ပါတယ်ကျွန်တော်ကြောင့်ဦးငယ်လည်းခံစားနေရပြီပဲပြီးတော့သူကငါတူထင်တယ်လို့မဖြူစင်ဘူးမယိုးရှင်းဘူးတဲ့ငါတူကိုသူကြောင့်ဒုက္ခရောက်ရတာမျိုးလဲမဖြစ်စေချင်ဘူးတဲ့ဦးငယ်တားတစ်ခုမေးကြည့်မယ်နော်တားကိုစိတ်မဆိုးပါနဲ့တားကိုဦးငယ်ကယောက်ျားချင်းမချစ်စေချင်တာလားဒါမှမဟုတ်ရင်ဦးငယ်စိတ်ထဲမှာကိုဝန်တင်ဝမ်းကိုရှိနေရလားကျွန်တော်မိကွန်ကြောင့်ဦးငယ်မျက်ခုံးပင်သွားပါတယ်စိတ်ဆိုးပုံတော့မရပါဘူးဦးငယ်ကစိတ်ဆိုးလေးရှိလို့လည်းမဟုတ်ပါဘူးကိုတူကိုသားကိုဘသူကများယောက်ျားချင်းချစ်စေချင်မှမလဲမောင်ဖုံးမင်းရဲ့ဦးလန်းကိုဝန်တင်ဝမ်းကိုမကြိုက်ပါဘူးရိုးသားပြီးပွင့်လင်းလို့ပဲခင်တာပါဘာလဲဦးကဒီရွယ်အထိမိမမယူသေးလို့တားကပါအထင်သေးနေပြီလားမဟုတ်ပါဘူးဦးရာတားကသဘောရိုးနေပါဦးငယ်သူ့ကိုကြိုက်နေရင်လေတားကနောက်ဆုတ်ပေးမှာပါဟုတ်တယ်ငါတို့ကိုဦးငယ်ကနောက်ဆုတ်စေခြင်းနေရဦးငယ်ကြောင့်တော့မဟုတ်ဘူးသူကြောင့် तू ကဘာဖြစ်လို့လဲဦးငယ်ခုနကဦးငယ်ပြောခဲ့တယ်လို့ပဲပေါ့ကွာသူ့မှာဝမ်းနေစရာအတိတ်တွေလည်းရှိမှထင်တယ်အဲ့ဒီအတိတ်တွေကိုတတိယအောင်သွားမလုပ်ပါနဲ့ဒီတကသက်ပြင်းချသူကတော့ကျွန်တော်ပါဘာကြောင့်ရင်မသိရင်လေးနေမိပါတော့တယ်အသေးကွဲတယ်လို့ခံစားရပေမဲ့မနာကျင်မိပဲသူ့ကိုတနာတယ်လို့ခံစားရလို့ရင်ထဲမှာအဆိုင်ခဲတွေဖြစ်နေပါပြီတက်ပြင်းနေတဲ့အတူမုတ်ထုတ်လိုက်လို့ရရင်လေကောင်းတာခုတော့ဘာမှလည်းမတတ်နိုင်ဘူးကျွန်တော်မသိနိုင်တဲ့အတိတ်တွေမှာဘာတွေများဖြစ်ခဲ့တာလဲကိုဝန်တေဝမ်းရဲ့အခုချက်ချင်းအရောက်ပြေးပြီးတော့သာမေးလိုက်ချင်တော့တယ်ဘာတွေများဖြစ်ခဲ့ပါသလဲဗျာ